လေးငယ်25ယောက်ပါဝင်အစိုးရအေဂျင့်4ဦးစုစုပေါင်းလူပေါင်း80ကျော်သွေးကြောင်းစီးတည်ဆုံခဲ့ရတဲ့ဝေကိုရေးခင်းကျောင်းကိုပြောပြတင်ဆက်ပေးရှင်ပါတယ်1993ခုနှစ်ဧပြီ19ရက်နေ့မှာအမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ဝေကိုမြို့နယ်မှာတည်ရှိတဲ့ဘာသာရေးခိုင်းစခန်းကြီးတစ်ခုဟာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့51ရက်တက်တိုင်းထိတ်တိုက်ရင်ဆိုင်ပြီးမှပဲမီးလောင်ပြာကျသွားခဲ့ပါတယ်ဒီမီးလောင်ကျွမ်းမှုအတွင်းမှာကလေးငယ်25ယောက်ဂိုင်းဖွဲ့ဝင်86ဦးနဲ့Federal Agent 4ဦးစုစုပေါင်းလူပေါင်း80ကျော်ကသွေးကြောင်းစီးပြီးတည်ဆုံခဲ့ရပါတယ်ဒါအမေရိကန်ပြည်ထောင်စုသမိုင်းမှာအရက်ဆက်ဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးအစိုးရနဲ့အရက်သားထိတ်တိုက်တွေ့ဆုံမှုဖြစ်တဲ့ဝေကိုရေးခင်းပဲဖြစ်ပါတယ်ဒီဖြစ်ရရဲ့ဗဟိုချက်မှာရှိနေတာက Branch Davidian လို့ခေါ်တဲ့ Christian ဂိုင်းတစ်ခွဲတစ်ခုပဲဖြစ်ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့မိမိကိုယ်ကိုဖျားသခင်ရဲ့နောက်ဆုံးတမန်တော်အဖြစ်ကြီးညာခဲ့တဲ့ David Koresh ပဲဖြစ်ပါတယ်သူကတက္ကဆက်ပြည်နယ်ကမောက်ကာမဲစင်တာလို့ခေါ်တဲ့အဆောက်အုံကြီးထဲမှာနောက်လိုက်တွေနဲ့တူစုပေါင်းနေတိုင်းခဲ့ကြတာပါသူကကျန်းစာဒိတ်ပေတွေကိုကိုပိုင်ပုံစံနဲ့ဘာသာပြန်ဆိုခဲ့ပြီးနောက်လိုက်တွေကိုလည်းအုံနှောက်စီခဲ့ပါတယ်အထူးသဖြင့်ဂိုင်းထဲမှာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကိုအတ္တမပြုတာတွေကလေးငယ်တွေကိုရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းတွေစားလေဒူးစရိုက်လုပ်ရက်တွေကိုပြုလုပ်ခဲ့ပြီးပြင်ပကဘာကလူတွေကငါတို့ဘုရားကျောင်းကိုဖျက်ဆီးဖို့လာလိမ့်မယ်ဒါကြောင့်ငါတို့လက်နက်တွေအများအများစုဆောင်ရမယ်သူရဲ့နောက်လိုက်တွေကိုပြောပြီးတနက်နဲ့ခရင်မိကြောက်တွေကိုလည်းတန်ချိန်မြောက်များစွာနဲ့ချီပြီးစုဆောင်ခဲ့ပါတယ်။ဂိုင်းထဲမှာတရားမွေလက်နက်တွေတင်ဆက်ထားတဲ့ဆိုတဲ့သတင်းကြောင့်ပဲ1993ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့မှာအမေရိကန်နိုင်ငံရဲ့လက်နက်နဲ့မိုးရေးစီးပွားထိန်းချုပ်ရေးဖွဲ့ ADF လို့ခေါ်တဲ့ Federal Agent 90ကျော်ဟာမောက်ကာမဲစခန်းကိုရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။သို့တော်လည်းဒီစီးနင်းမှုမလုပ်ခင်မှာဂိုင်းသားတွေကသတင်းကြိုရရှိထားပြီးမို့လို့အသင်းဆောက်ဆိုင်နေခဲ့ကြပါတယ်။စခန်းထဲကနေရုတ်တရက်ပြင်းထန်တဲ့တနက်ပစ်ခတ်မှုကြီးစတင်ဖြစ်ပွားခဲ့ပြီးနှစ်နိုင်ကြာပြန်လည်ပစ်ခတ်ကြရင်နဲ့ ADF Agent 4ဦးဂိုင်းဝင်6ဦးကနေရာတင်ကျဆုံးခဲ့ရပါတယ်ဒီအဖြစ်အပျက်ကပဲသမိုင်းဝင်51ရက်ကြာတိုက်ပွဲကြီးကိုစတင်မိမွေပေးလိုက်တာပဲဖြစ်ပါတယ် ADF ရဲ့လှုပ်ဆောင်ချက်မအောင်မြင်တော့တဲ့အခါမှာ FBI အမေရိကန်နိုင်ငံ Federal စုံစမ်းစစ်ဆေးရေးဗျူရိုကတာဝန်ယူပြီးတော့စခန်းကိုအပြည့်အဝဝန်ရံပိတ်ဆို့ခဲ့ပါတယ် FBI ရဲ့ညှိနှိုင်းရေးမှူးတွေဟာဂိုင်းကောင်းဆောင်ဖြစ်တဲ့ Koresh နဲ့အဆက်အသွယ်လုပ်ခဲ့ပြီးငြိမ်းချမ်းစွာထွက်လာဖို့ချော့မော့စီရင်ခဲ့ပါတယ်တချို့သောကလေးငယ်တွေနဲ့ဂိုင်းဝင်အဖွဲ့သားချို့ကိုတော့အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့ Koresh ကလုံးဝလက်နက်ချအရှုံးမပေးခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ FBI ဘက်ကလည်းစစ်စင်ရေးနီလန်းတွေနဲ့ဖိအားပေးနီလန်းတွေကိုစတင်ခဲ့ပါတယ်။ရဘက်ချိန်တွေမှာမီးစိမ်းတွေထိုးခြင်းစပီကာကြီးတွေနဲ့တကြီးကြီးမီတဲ့စူညံတန်တွေရုံအော်တန်တွေတချင်းတန်တွေကို24နာရီလုံးအဆက်မပြတ်ဖွင့်လှစ်ပြီးဂိုင်းသားတွေအေးအေးပြတ်အောင်စိတ်သက်ပိုင်းဆိုင်ရာပြိုကွဲသွားအောင်စစ်စင်ရေးတွေကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂိုင်းကောင်းဆောင် Koresh ကတော့ကျန်းစာတွေကိုပဲပြန်ပြီးနောက်လိုက်တွေကိုဟောပြောနေခဲ့တာပါ50ရက်တိတိကျလာတဲ့အခါမှာအစိုးရနဲ့အစိုးရတာဝန်ရှိသူတွေဟာလည်းစိတ်ရှိလက်ရှိစောက်ဆိုင်နေရာကနေအဆုံးသတ်ဖို့ကိုဆုံးဖြတ်ခဲ့ကြပါတယ်1993ခုနှစ်ဧပြီ19ရက်နေ့မနက်6နာရီမှာ FBI ဟာတင်ကားကြီးတွေကိုအသုံးပြုပြီးအဆောက်အုံရဲ့နေရာတွေကိုဖောက်ထွင်းကာမျက်ရည်ယူဓာတ်ငွေ့ဘုံတွေကိုဒီရက်ဆက်ပြုလုပ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ဂိုင်းသားတွေကိုအပြင်ဘက်ထွက်လာအောင်လုပ်ဖို့ပါ။ဒါပေမဲ့နေ့လယ်12နာရီရောက်တဲ့အခါမှာအဆောက်အုံရဲ့နေရာအနှံ့ပြားမှာမီးလောင်ကျွမ်းမှုတွေတပြိုင်တည်းစတင်ဖြစ်ပွားလာခဲ့ပါတယ်။လီဘီယန်တွေတိုက်ခတ်နေတာမို့တစ်သားနဲ့ဆောက်လုပ်ထားတဲ့မောက်ကာမဲစခန်းကြီးဟာမနေ့ပိုင်းတွင်းမှာပဲမီးလောင်ပြင်ကြီးဖြစ်လို့ပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုမီးပေးတံရောက်ပဲအဆောက်အုံထဲမှာပိတ်မိနေတဲ့ကလေးငယ်20ကျော်ပါဝင်ဂိုင်းဘုံဝင်86ယောက်ဟာလုံးဝပွဲချင်းပြီးတည်ဆုံခဲ့ရပါတယ်။ဂိုင်းကောင်းဆောင်ဖြစ်တဲ့ David Koresh ကိုယ်တိုင်လည်းအဲ့ဒီမီးလောင်ပြင်ထဲမှာပဲအသက်ပြောက်ခဲ့ရပါတယ်။လွတ်မြောက်လာတဲ့လူကတော့အားလုံးထဲမှာမှ9ယောက်သာရှိခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစိုးရနဲ့ Federal ဖွဲ့စည်းတွေကိုပြင်းထန်တဲ့ဝေဖန်မှုတွေကလည်းထွက်ပေါ်လာခဲ့ပါတယ်။အစိုးရဘက်ကတော့ဂိုင်းသားတွေကိုယ်တိုင်ကအစိတ်တောက်ပြီးအချင်းချင်းမိရှုတည်ဆုံခဲ့ကြတာလို့ဆိုပါတယ်။ဒါပေမဲ့လွတ်မြောက်လာတဲ့လူတွေနဲ့ဝေဖန်တဲ့လူတွေကတော့ FBI ကပြစ်ခတ်လိုက်တဲ့မျက်ရည်ယိုဓာတ်ငွေ့ဘူးတွေနဲ့တင့်ကားတွေကြောင့်မီးစားတင်လောက်ကျွမ်းခဲ့ရတာဖြစ်ပြီးအစိုးရကပြစ်ကိုဖုံးကွယ်နေတယ်လို့လည်းတုံ့ပြန်ခဲ့ကြပါတယ်။ဆိုပါညင်းပွားမှုဟာယနေ့ထက်တိုင်တမိုင်းမှာလှုပ်ဝက်ချက်တစ်ခုဖြစ်ကြံရင့်နေစေပဲဖြစ်ပါတယ်။ဝေကိုရေးခင်းဟာဘာသာရေးဆွံ့ရောက်မှုအမေရိကန်ဆိုရရဲ့လွန်ခြုံအင်အားသုံးမှုနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေပေါင်းဆက်သွားတဲ့အခါမှာဘလောက်ထိကြောင်မဲ့ပဲကောင်းတဲ့လူသားတွေကိုအသက်ဆုံးရှုံးမှုဖြစ်စေလဲဆိုတာကိုကဘာကြီးကိုပြသခဲ့တဲ့ငငယ်စာတစ်ခုပဲဖြစ်ပါတယ်။ဒီပြပြကြောင့်နောက်ထပ်2နှစ်အကြာမှာအမေရိကန်ပြည်ထောင်စုအိုကလာဟိုမာမြို့မှာဆိုရတဲ့ဘုံခွဲတိုက်ခိုက်မှုကြီးတစ်ခုအထိပါဆက်ဆက်ဖြစ်ပွားလာခဲ့ရပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အဲ့ဒီအများဆုံးဒုစရိုက်အဖွဲ့တွေကဘာပေါ်မှာမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုတင်ဆက်ပေးနေတာမို့ follow ပေးခဲ့ဖို့ကိုလည်းတောင်းဆိုပါတယ်။အဆုံးထိအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။